ပါတယ်။မနေ့ပြန်အသစ်ပြန်ဖွင့်လှစ်မဲ့ကံသမားဟိုးစေးမှာတင်အယောင်းဝင်တဲ့အနေနဲ့အလုပ်စီးနေရပြီဖြစ်ပါတယ်။တင်တငယ်ချင်းတွေကိုပါမန်ရှင်ခေါ်လိုက်တာနဲ့သူတို့ပါအလုပ်လျှောက်စရာမလိုပဲနောက်နေ့အလုပ်တန်းဝင်ရမှာပါ။မနေ့ပြန်ဖွင့်တော့မှမို့လို့ဒီနေ့အချိန်ကိုဆင်းရပါမယ်။ဝန်ထမ်းဟောင်းတဦးကညာဆိုင်စီကန်း၅ခုအကြောင်းပြောပြပါလိမ့်မယ်။စီကန်းနံပါတ်1ရုပ်တရားနေရာချပြီးသားပါသူ့ဖတ်တာနေရာရွေ့နေရင်ရွှေ့ပါနဲ့ CCTV မှာလည်းနေရာရွှေ့ရတဲ့သူကိုနေရာမှာမဟုတ်ပါဘူးစီကန်းနံပါတ်2ညနေနေဝင်ချိန်မှာဝင်ပေါက်ကနေအရေးတစ်ခုဝင်လာရင်မကြည့်ပါနဲ့ဝယ်သူတွေကိုတရားဝင်ဈေးဝယ်ခွင့်မပေးသေးပါဘူးစီကန်းနံပါတ်3ဈေးနှုန်းကတ်ထားရတဲ့ကံမကောင်းတဲ့နံပါတ်73နဲ့စုံတာကိုတွေ့ရင်မကင်လိုက်ပါနဲ့ကန်ဆိုးမှုတွေတင်စီကူးဆက်သွားပါလိမ့်မယ်စီကန်းနံပါတ်4ည9နာရီကျော်ရင်အင်ကြီးလေးကန်တွေကမှန်ကိုဘယ်တော့မှဝင်မကြည့်ပါနဲ့ကြည့်မိရင်အချိန်မဲကြီးတစ်ခုကတင်တော့မှပေါ်လာပါလိမ့်မယ်စီကန်းနံပါတ်5ညဆိုင်ပြီးကန်နေရင်အရုပ်တွေကိုပြန်စစ်ပါ12ရုပ်ထက်ကျော်နေရင်စက်မကြီးတော့ပါနဲ့ရှည်တွက်မိရင်တင်73ခုမြောက်အရုပ်နေရာမှာအစားထိုးသွားရပါလိမ့်မယ်လက်ပြန်ဖွင့်ပွဲမှာတင်ကိုတွေ့ချင်ပါတယ်စီကံများကိုလိုက်နာပါကံကောင်းပါစေ